သားတို့သမီးတို့တဲ့တို့ဖះကပြောဘူးလောကကြီးမှာအမိအဖဆိုတာအလွန်တမ်းမှအကျေးဇူးတော်ကြီးပါတယ်ဖះတရားတန်ခါနောက်တစ်ခါအမိအဖဆရာသမားပြင်စကူနောအနန္တောထဲမှာဖះတရားနဲ့အတူတူပြထားသည့်အတွက်မိခင်ဖခင်များကိုကဟထေဟိဝါအိုးအိမ်သားမယလင်သားနဲ့နေတဲ့သူတွေကလည်းမိဘကိုတဖန်ပြန်မွေလှုပ်ကြွေးတိုက်တယ်မင်းတို့လိုပုဂ္ဂိုလ်မပြောနဲ့တဲ့ငါဖယားကိုတော်မြတ်တကူတော်အနန္တဉာဏ်တော်အနန္တကံတော်အနန္တနဲ့ပြည့်စုံတဲ့ဖယားသည်ပင်လင်ဖယားဖြစ်တဲ့အခါဟိုနတ်ပြည်မှာတွားရိပ်မေတော်မိနာတာကြီးဘုံကိုလိုက်ပြီးတော့တရားဟောတယ်အဲ့တော့ငါဒီအမေကိုကျေးဇူးဆ၏ငါလည်းအမိကိုလှုပ်ကြွေးတယ်မင်းတို့လည်းအမြဲမတွေ့မိဘနှစ်ပါးကိုလှုပ်ကိုင်းကြွေးရမှာဖြစ်လေသည်အာယုပြုတာတို့တတိုင်းပြည်လို့ဟိုနာမှာကြားရမိဒီဖရီအိုကြီးအိုမငတ်လို့သားရီသမီးတွေတကြိတ်9ယောက်ရှိတာဒီမိဘနှစ်ပါးလှုပ်ကြွေး၏တချို့ဟိုနာအဖေအိုကြီးကြီးတော်ကြီးကမှနွားကြောင်းရကူလီလို့ရတောင်းရက်စားရကျိုးချစ်စားရကြောင်းကတ်စားရသားရီသမီးတွေငယ်ငယ်တုန်းကဒီအဖေအမေတွေလှုပ်ကြွေးခဲ့တယ်ပြန်လှုပ်မကြွေးဘူးအလွန်မတန်ခေါင်းပါနေကြတယ်တို့ဗမာပြည်မှာဒါကြောင့်တပြည်လုံးတကဘာလုံးဖြစ်နေကြလို့ရှိကတူတော်ကောင်းကြီးတွေဘယ်လိုလှုပ်တယ်လဲမိဘကျေးဇူးဘယ်လိုသိတယ်လဲလို့ဒီနေရာအဖြေရှာမှာလားမရှာဘူးလားရှာပါဗျာကဲအာယုပြုတာတို့ဘယ်ကဟောကြမလဲယောဘာလောပရိဒေဝံတောပထဝေပဝိသိတဝါအဝီစီမိမဟာဒုက္ခအနုဘဝန္တိဒီပါဠိမြန်မာပြန်ပြီးဟောကြရအောင်စိတ်ကလေးပဲမှမသွားကြနဲ့အာယုလေးပြုစားတို့မှားရင်ပြင်ရအောင်မှန်တော်လူကဆက်လို့ရအောင်အာယုလေးပြုထားသားတာဘူးသမီးဘူးတမက်ဘူးညီဘူးမေ့လိုက်စမ်းတရားနာတဲ့အခါတောကကြီးအကုန်လုံးဖယ်ထားလိုက်မှားတဲ့သူကပြင်ရအောင်မှန်တဲ့သူကလိုက်ရအောင်လို့တို့သုံးလောကထောထာခောရမမြတ်စွာဘုရားတက်တော်ထေရှားရှိစဉ်အခါကာလရာဇယိုပြည်ကြီးမှဘယင်အဇာတတအုတ်ချုပ်ခြင်းအခါကာလ၌တက္ကဝေလူဝန်ကျောင်းမှတရင်သုံး၍နေစဉ်အခါကာလတနေ့တ၌မြတ်စွာဘုရားကပလင်မော်ရောက်တဲ့အခါကြတော့သားတို့သမီးတို့ငါဘုရားကိုယ်တော်မြတ်မလာခင်ဘယ်တရားနဲ့ဘယ်စကားဆွေးနွေးနေကြပါသလဲနေလိုက်တဲ့အခါရှင်အာနန္ဒမထေရမြတ်ကလက်အုပ်ချီမိုးပြီးတကာလရှိခိုး၍လျှောက်တယ်ဗန္တေရွှေဖုံးတော်သခင်အိုးအရှင်မြတ်ဘုရားတပည့်တော်အာနန္ဒနှင့်တကွတန်ဃာအများနှင့်ဒါယကမအများကလျှောက်ထားပါ၏အရှင်ဘုရားတပည့်တော်တို့အရှင်မြတ်ဘုရားမကြွလာခင်မှာမနေ့ကဖြစ်နေတဲ့ဖြစ်ရကြီးတစ်ခုကိုအရှင်မြတ်အတွက်ကိုတွေးတော်ကြံစီ၍နေပါ၏ဘုရားအရှင်မြတ်ဤရောက်ဖအရင်လည်းဖြစ်မြေကိုတဝင်းခွဲလည်းဖြစ်တာကြီးဝင်မင်းမျိုးလည်းဖြစ်ပါလျက်နှင့်အရှင်မြတ်ဤတာယဟန်လည်းဖြစ်ပါလျက်ဒီဝရကြီးကအရှင်မြတ်ကြီးကိုဆင်းနေတိုက်ဝင်းကဘာတောင်ဆောင်ကကြောင်မောင်းနဲ့လှိမ့်ချအမျိုးမျိုးနှိမ့်ဆက်နေတဲ့အကြောင်းကိုပြောတယ်ပါတယ်ဖေ။ဒီဝရကြီးကြီးဆိုလေခြင်းလို့တပည့်တော်ပြောနေကြပါတယ်လို့ပြောတဲ့အခါကျမှတို့ရွှေဖုံးတော်သခင်အရှင်မြတ်ကြီးကဘာကိုအမိန့်ရှိလိုက်တယ်လဲ။သားတို့သမီးတို့အဲ့ဒီဒီဝရကြီးကြီးအခုမှမဟုတ်ဘူးတဲ့။ယခုလှုပ်ထားကတော်ရည်တဲ့ဟိုးဝေးကွာတဲ့ကဘာအတွင်းကငါကိုရက်ဆက်နှိမ့်ဆက်ခဲ့ဘူးတယ်။ဦးမြတ်စွာဘုရားဒီဝရကြီးကပြစ်တဲ့တောင်ဆူရည်သလား။သာတို့ယခုနှိမ့်ဆက်ထားကတော်ရည်တဲ့အတိတ်တုန်းကငါကိုရက်ဆက်နှိမ့်ဆက်ခဲ့တယ်။အာယုံပြုကြဂုံတော်လို့ပြောတဲ့အခါကျတော့တရားနာနေတဲ့သူနဲ့တကွာဘိန်းပြီးသားရမင်းရောက်အဇာတတမင်းကြီးနဲ့တကွာမင်းအပေါင်းတို့ကအာယုံပြုကြတယ်။အာယုံပြုတာ
သားတို့သမီးတို့ငါဒီဟဲ့ဒီဖယားမဖြစ်ခင်ဟိုးလွန်လေပြီးရှာဝေးကွာတဲ့အခါတုန်းကဖြစ်ရကလေးတစ်ခုကိုငါပြန်ဟောမယ်အာယုပြုတာသားလောဘသမီးလောဘမေ့လိုက်စမ်းဟိုရှေးလွန်လေပြီးရှာဝေးကွာတော့အခါတုန်းကဟိမဝန္တာတော်ကြီးရဲ့လို့ရှိတယ်တော်ကြီးတော်တဲ့မှာမြောက်အပေါင်း8000ကလည်းရှိတယ်အဲ့ဒီမြောက်အပေါင်း8000ကိုရှင်ဘရင်လှုပ်ပြီးတော့အုပ်ချုပ်နေတဲ့မဟာနန္ဒီယဆူလနန္ဒီယဆိုတဲ့မြောက်ညီအကို2ယောက်ရှိတယ်မဟာနန္ဒီယကရှင်ဘရင်လှုပ်ဆူလနန္ဒီယကမြောက်အပေါင်းကိုအိမ်ရှိစားလှုပ်ပြီးတော့တော်တယ်မှာတိတ်ဆံပင်ဖြစ်လင်ကစားကျိုးကတာတာရင်ကတာတာထား၍အဲ့ဒီမြောက်နှစ်ကောင်ကမြောက်အပေါင်းကိုမင်းကျင့်တရား10ပါးနဲ့အညီအုပ်ချုပ်လျက်ရှိလေသည်အဲ့ဒီမြောက်ကြီးနှစ်ကောင်မှအမိအဖကရှိတနေ့တနိုင်ကြတော့မြောက်အဖေကြီးကတည်သွားတဲ့အခါမြောက်မကြီးကစဉ်းစားတဲ့အလူငါအသက်သမျှချစ်ခင်တဲ့လင်းယောက်ကြတော့တည်သွားပြီသူဒီတေဂာနီးမှာသူသားမဟာနန္ဒီယသူသားဆူလနန္ဒီယနဲ့မခွဲခြင်းလို့မျက်လုံးလေးကလဲကလဲနဲ့နေတယ်ငါကိုလည်းချစ်လိုက်တာငယ်ငယ်ကအကြောင်းဆက်ပေါင်းပဲခဲ့တဲ့လင်းကြီးတော့တည်သွားပြီသူဒီတေဂာနီးမှာသူသားနဲ့ငါကိုစိတ်မချလို့တေဂာနီးမှာငါကိုကြည့်လိုက်သူသားကြည့်လိုက်တည်သွားပြီငါဒီသူ့သား2ယောက်ကိုနောက်ပထွေးအဖေမခေါ်ရအောင်ငါဒီလိုပဲနေတော့မယ်ဆိုပြီးမြောက်မကြီးကနေအဲ့ဒီမြောက်မကြီးလိမ္မာလားမိုက်သလားဟိတို့လိမ္မာတာပေါ့သူ့သားလေးတွေပထွေးအဖေမခေါ်ရအောင်ငါဒီနောက်ယောက်ျားယူလိုက်ရင်ရောက်နောက်ယောက်ျားကငါ့ကိုတော့ချစ်မှာအမှန်ပဲတဲ့ကာမဂုဏ်လေးကိုငါယောက်ျားအရင်ယောက်ျားကမွေးသွားတဲ့သားတွေကိုတော့သူချစ်မှာမဟုတ်ဘူးငါရင်ငါသားလေးတွေပထွေးအဖေမခေါ်ရအောင်ဒီလိုပဲနေမယ်ဒီမြောက်မကြီးတော်တော်အသိဉာဏ်ကောင်းသလားမကောင်းဘူးလားဟိကောင်းပါရဲ့ဗျာအဲ့ဒီလိုနေပြီးတဲ့အခါတနေ့တနိုင်ကြတော့သားတွေကလည်းရှင်မရင်ဖြစ်မအေးကြီးကတော်တဲ့မှာနေတနေ့တနိုင်ကြတော့ဘဂူလာကဆုံလာမိုးရာကြီးကြလာတဲ့အခါရှင်ဘရင်မြောက်ကြီးကတောတနေရနေမအေးကိုကောင်းကောင်းမွန်မွန်အဆောင်နေနဲ့ထားရင်နဲ့တညာတော်အခါလေပြင်းမုန်တိုင်းနေကြ၍မိုးတွေတီးထန်စွာလာတဲ့ရွာတဲ့အခါမြောက်ဦးမကြီးမုတ်ဆိုးမကြီးသားတွေသမီးတွေကမယားတွေနာနေရှင်ဘရင်ယာဒူးနဲ့နေတော့အမေနာရှိကြသေးရဲ့လားရှိပါဗျာအဲ့ဒါလေးလည်းမှတ်ရမယ်မအေးကြီးလေပြင်းမုန်တိုင်းကြလက်ကဆွဲထားတဲ့ဂိုင်းကလေးကျူးပြီးတော့အောက်ကျဂိုင်းကတစ်ဂိုင်းနဲ့မျက်လုံးထိုးမိလို့မြောက်မကြီးမျက်လုံးနှစ်ဖက်ကန်ရတယ်မျက်လုံးနှစ်ဖက်ကန်သွားတဲ့အခါတာယေမဟာနန္ဒီယလူကလေးဆူလာနန္ဒီယရဲ့ဘယ်ဦးတွားနေကြတယ်လဲအမေရိဆန္ဒပင်တင်ချစ်ချင်းမယားဆန္ဒပင်တင်ချစ်ချင်းလင်ကိုအမေရိပြစ်ပြီးတော့ငါသားလေးတွေမျက်နှာငယ်မှာစိုးလို့နောက်ယောက်ျားမယူဘူးသားတို့ရဲ့ယခုတော့ငါသားနဲ့ငါသမီးများကယာရူကြီးတွေကိုမဲ့ပြီးတော့မယားနာမှနေလို့အမေဦးသားမကြီးမျက်လုံးကလည်းမမြင်တော့ဘူးဘယ်ဦးတွားရပါမလုံးလို့မြောက်ဦးမကြီးဒုက္ခနဲ့တွေ့နေသလားဒုက္ခနဲ့တွေ့နေသလားဒုက္ခနဲ့တွေ့ပါဗျာကြည်သာအဲ့ဒါကြောင့်သားတွေသမီးတွေလင်းရှိတော့လင်းနောက်လိုက်မယားရှိတော့မယားနောက်လိုက်တော့မအေးဖေးနာကတ်နိုင်သေးရဲ့လားမှန်ပါဗျာအဲ့ဒီလိုနေတဲ့အခါဟိုစန်းဒီစန်းနဲ့မြောက်ဦးမကြီးမျက်စိနှစ်ဖက်ကန်းပြီးတော့ဒါလိုပဲတစ်ပစ်ချေရင်လေးနေရတယ်အဲ့ဒါသားတွေသမီးတွေဒီခေပြောရအောင်တချို့သမီးလေးမကြည်သေးဘူးအိမ်အောင်ချပေးခြင်းသားလေးမကြည်သေးဘူးအိမ်အောင်ချပေးခြင်းအဲ့ဒါမှားနေသလားမှန်နေသလားမှန်ပါဗျာအပြူလူပြူမိသားဖာရစုယုံနေရင်မကောင်းဘူးလားကောင်းသလားမှန်ပါဗျာမြောက်ဦးမကြီးဒုက္ခရောက်တော့နောက်တနေ့ကြတော့နန်းနဲ့အာယုံကျင်းလို့လင်္ကာနီးကြတော့မဟာနန္ဒီယမြောက်ကြီးကစဉ်းစားတယ်။အိုးညတုန်းကလေပြင်းမုန်တိုင်းတွေတိုက်တယ်။ငါအမေများဘယ်လိုနေပါလိမ့်မတို့
တော်တဲ့မြောက်ကြီးဟင်တချို့ဒုက္ခတွေတွေ့တယ်သားသမီးတာပူတယ်မအေးလှမ်းပူရလားဟိပူပါဘူးဗျာအဲ့ဒီမြောက်ကြီးကငါအမေဘဲလူများနေပါလိမ့်မဒုံတွားကြည့်အောင်ပဲဆိုပြီးမဟာနန္ဒီယမြောက်ကြီးကလာတဲ့အခါမအေးကတစ်ပင်နာမှမျက်လုံးနှစ်ဖက်ကမမြင်တော့ဆောင်းဆောင်းလေးထိုင်ပြီးတော့နေတဲ့အခါမဟာနန္ဒီယကလာပြီးတော့အမေနာဥချလိုက်တော့ခါတိုင်းလို့နှုတ်မဆက်အလူငါအမေနှုတ်မဆက်ပါလားငါကူတော့ကြည်နေပါ၏ကြည်ပဲနှုတ်မဆက်ဘူးဒီနေရာနည်းနည်းမေးရအောင်မယ်သူတော်ကောင်းတို့တရားဓမ္မအပေါင်းတို့မအေးအိမ်ရောက်တယ်မအေးတန်းဥချယူရှိရလားမရှိပါဘူးဗျာအိမ်ရောက်မအေးအိမ်ကသမင်းချမ်းအနောက်ခန်းဝင်ဟိုနှိုက်စားဒီနှိုက်စားဒါပဲများတယ်ခုကြည်သားမြောက်တရိษံကြီးအမေကိုတန်းဥချသလားမချဘူးလားချပါပါဗျာအဲ့ဒါလူလားမြောက်တရိษံလားဟိချပါပါဗျာတရိษံကြီးလိမ္မာနေသလားမိုက်နေလားမှန်ပါပါဗျာအော်ငါအမေမတိပါကလားအဲ့ဒီအခါမဟာနန္ဒီယကချောင်းလေးဆူလိုက်တဲ့အခါဦးငါနာချောင်းဆူတာဘဒူလဲလို့မြောက်မကြီးကမေးတော့ဦးအမေရဲ့သားကြီးမဟာနန္ဒီယအမေကိုလာကြတော့တယ်အမေရဲ့မျက်စိမှာလည်းတွေးနေပါကလားအမေခါတိုင်းဆိုရင်ကျုပ်ကိုနှုတ်ဆက်တယ်ဘာကြောင့်လဲလို့မေးတဲ့အခါတာရင်ညတုန်းကဖြစ်ပြတဲ့အကြောင်းစုံတွေပြောတဲ့အခါတိရစ္ဆာန်မြောက်မဟာနန္ဒီယကြီးကအမေဒုက္ခရောက်တဲ့ကြားလို့အတင်းအာရမဖွဲ့ပြီးတဲ့ကာလမအေးမျက်နှာမှာပင်းနေတဲ့တွေးလေးတွေကိုရှာလေးနဲ့ရက်တဲ့သူတော်ကောင်းတို့ဟင်သူတော်ကောင်းတွေဟိုက်နာ80ကျော်အဖိုးကြီးတွေမအေးမျက်နှာရှာနဲ့ရက်တဲ့လူဘယ်တယောက်ပါမပါဘူးမအေးကစားဘူးပဲသူတို့မယားလေးများဆိုရင်တော့မယားလေးတွေးထွက်ရင်ခွာနိုင်ရလားဟိခွာနိုင်ပါဘူးဗျာကြည်သာမြောက်ကြီးအမေရဲ့တာညာတော့ငါမတိလို့ပါအမေဒုက္ခရောက်တာဆိုပြီးအမေမျက်စီကတွေးလေးတွေရှာနေရက်ပြီးတော့အမေသားမတိလို့မပူနဲ့အမေဒီဆက်ခုနှစ်ကွယ်အလင်းမရတုံးအလင်းရတုံးကဒုက္ခနဲ့ပြည့်စုံတုံးကဘာကြီးအမေကိုတခါဆောင်ရှောက်လို့ရှိရင်အမေရီယနေ့ဒုက္ခရောက်တဲ့အတွက်တာကြီးမဟာနန္ဒီယဆယ်ကစောင့်ရှောက်မယ်ကောင်းသလားမကောင်းဘူးလားဟိအရင်တော့ငါတဲ့အမေဒုက္ခနဲ့တွေ့တုန်းကတခါစောင့်ရှောက်ရင်ဒုက္ခနဲ့တွေ့ရင်ဆယ်ကစောင့်ရှောက်မယ်လို့အာမခံသလားမခံဘူးလားအဲ့ဒါလူလားတိရစ္ဆာန်လားဟိလူတွေကတော့အမေအဲ့လိုအာမခံသူဘယ်သူရှိတော့မရှိပါဘူးအမေအာမငယ်နဲ့ကွယ်အာမငယ်နဲ့ပြောတော့ကျုပ်အနာနာနေမယ်တာယေမဟာနန္ဒီယမင်းကရှင်မရင်ဖြစ်တော့အမေနာမနေနဲ့မင်းရင်မင်းရာတွေကလွတ်ရအောင်မယ်အမေအကမ်းမာကြီးရဲ့အမေဆိုတော့ငါသားလေးဂုံနှိမ့်လိမ့်မယ်ကြည်လားသားဂုံနှိမ့်မှာကြောက်လို့ငါသားဂုံပြစ်မှာဆိုလို့ငါသားနောက်အမေမလိုက်ဘူးဟဲ့ဒီတစ်ပင်ကြီးမှာနေမယ်ကြည်လားအကမ်းမာကြီးအိမ်လိုက်တော့ဂုံနှိမ့်မှာကြောက်လို့သားသမီးဂုံအမေအဖေကဆယ်သလားမဆယ်ဘူးလားဆယ်ပါဗျာကြည်စံသူတော်ကောင်းတို့အဲ့ဒီလိုအိုက်တော့အမေကျုပ်ပဲလို့လုပ်ရမလဲမင်းတန်နိုင်သမျှစောင့်ရှောက်လို့ပြောတဲ့အခါအမေမပူနဲ့ကျွန်းနေနဲ့ကျုပ်ထားမယ်အဲ့ဒီလိုပြောပြီးတော့ကျွန်းများကိုငါအမေစောင့်ရှောက်ဖို့ခိုင်းပြီးတော့ကောင်းတဲ့နှရွယ်ထောက်ရှာမာလကားဆိုတဲ့အသီးတွေကိုမအေးထမ်းပို့တယ်ဆိုကြည်သာလောကထဲမှာချွေးမဟာမကောင်းတာကအများကြတာဆိုကြည်သာလောကထဲမှာချွေးမဟာမကောင်းတာကအများကြတာထဲမှာများတော့အဖြစ်ချွေးမာကြီးကောင်းတာနဲသလားကောင်းတာများသလားနဲတယ်အဲ့ဒီလိုပြောတဲ့အခါမဟာနန္ဒီယကဘေးကြီးလေးအကြောင်းစုံပြောလာခဲမနဲ့ငါမယားသားတို့လာကြငါတို့ရှင်မရင်ဆိုတော်မြောက်တွေကအတိလက်ဆောင်တွေပို့တယ်မကောင်းတာကိုခဏကစပြီးတော့မယားရောခဲမရောညီရောသားတွေကိုစားရမယ်ငါအမေကြီးအိုးကြီးငါအမေထမ်းမှာအကောင်းဆုံးအသီးတွေကိုရွေပို့ရမယ်တော်တော်ကောင်းလားမကောင်းလားဟိကောင်းပါဗျာဒီသားအတုဒီသားလမ်းစဉ်လိုက်တဲ့လူဒီခေတ်ရှိရဲ့လားမရှိပါဘူးဗျာအဲ့ဒါလူလားတိရစ္ဆာန်လားဟိတိရစ္ဆာန်ပါဗျာအဲ့ဒီလိုပြောတဲ့အခါ
မဟာနန္ဒိယဤမြောက်ဤမိဖုရားကြီးကဘာပြောတယ်လဲအိုးကိုမဟာနန္ဒိယအကျွန်ုပ်ဒီတွေးသားလေးကလည်းနုမိရပိန်မိရချက်ဖြစ်နေလို့ကျုပ်ကိုလည်းကြွေးပါအောင်ဟဲ့နန်းမရနင်းဒီနင်းကိုမကြွေးနိုင်ဘူးငါအမေကိုကြွေးရမယ်နင်းဒီငယ်ငယ်ရွယ်ရွယ်လေးရှိသေးတယ်နင်းတွားကလည်းကောင်းမျက်စိကလည်းကောင်းသားတွေမားတဲ့အသားတွေကိုအတီးတွေစားလို့ရတယ်ငါအမေကြီးအသက်ကလည်းကြီးမျက်စိကလည်းကမ်းပြီတဖုံးကြီးရှိခဲ့တဲ့အမေကြီးငယ်ငယ်တုန်းကငါကိုအဖက်ကစောင့်ရှောက်ခဲ့တဲ့အမေကြီးငါအမေကိုကြွေးရမယ်နင့်ကိုမကြွေးနိုင်ဘူးအဲ့တော့မယားကနှုတ်ခမ်းဆူတတ်တယ်ကြည်လားဒီခေတ်ကဒါမျိုးတွေများသလားမများဘူးလားဟိမှန်ပါဗျာအဲ့ဒီလိုနှုတ်ခမ်းဆူတဲ့အခါကြည်လားမဟာနန္ဒိယကပြောတတ်တဲ့တကောတိတရုဏဘတ်တေအဟံကတ္တစီဇီဝိတုံဒုဗနာပနာမေမာတာနေခမဟိကရာတုဝံဘာဒီအမေကိုစောင်းရွယ်၍မကောင်းတဲ့ဂုဏ်စကားနဲ့ပြောကြားဟာသလားအိရှင်မတရုဏအသက်အရွယ်နုနဲ့နဲ့ကလေးအိုငယ်လေးဖြစ်၍ကာထစီအခန့်တော်ရာသမျိုးတရွာတို့ဇီဝီတုံကိုဝန်ကိုတာလူရာကြံတွေးအတဲမွေးခြင်းဟာတကောတိအာခွန်ဗလာတိဝဖြိုးခိုင်တင်စွမ်းနိုင်ပေ၏မေမိဘကျေစုအထုတိမြင်ငါချစ်လင်သည်သူဝန်တဘောမကြီးတင်တယောက်ထီတာခရာငါတို့ပိုင်နှင်းဤအိမ်အတွင်းမှနိခမဟိတင်ဆိုင်ရာပစ္စည်းကိုယူဆောင်၍ငါအိမ်ငါဆင်းသွားပါပြီတော့ချစ်စနီဦးငယ်ငယ်ကအကြောင်းဆက်ပေါင်းပဲခဲ့တယ်မရရဲ့စလိုက်တာတိရုပ်ကလေးကြည့်လို့မကြီးရှုလို့မဝဖြစ်၏တင်အတက်ကလေးကငယ်ငယ်နောက်ယောက်ျားရှာရင်ရပါသေးတယ်ကျုပ်ဒီတင့်ကိုမုန်းလို့မဟုတ်ပါဘူးနောက်မရယူခြင်းလို့လည်းမဟုတ်ပါဘူးတင်ဒီကျုပ်အမေကိုအမျိုးမျိုးပြောတယ်ကျုပ်အမေကိုစောင်းတယ်မရကျုပ်အမေမကောင်းကြောင်ပြောတယ်တရားမရကျုပ်တင့်ကိုထားခဲ့တော့မယ်ကျုပ်နောက်မရမယူပါဘူးတင်းဆိုင်တဲ့ပစ္စည်းကိုယူသွားတော့တင်ရုပ်ကလေးကလှလိုက်တာငယ်ငယ်ရွယ်ရွယ်ကလေးဘယ်ယောက်ျားရှာရပါတယ်ကျုပ်အမေတော့မထိနဲ့အသက်သွန်အောင်နာတယ်ကြည်လားဟင်မယားနဲ့အမေနဲ့ရန်ဖြစ်ရင်အမေဘက်ကကူမဲ့တကာကြီးဒီထက်ပဲလျှောက်ပါမပါဘူးဗျာမပါဘူးဒီအမေကြီးတော်တော်ရှိတယ်ခမည်းတော်ရှိတယ်မပြောဘူးလားပြောတာပြောပါဗျာဟင်မယားဘက်ကလိုက်တဲ့သူကြီးပဲခမည်းကကိုရှိတယ်သူနဲ့ကြွေးတာစားမနေဘူးခမည်းတွတ်လှုပ်တယ်မိမဘက်ကလိုက်တယ်မယားလေးကချောကြောဟင်မအေးဥတအကန့်ကြီးနဲ့ဆိုကြည်အေးမင်းမယားဘက်လိုက်မလားအမေဘက်လိုက်မလားဆိုကြည်တာယနေ့ကစ၍ဤတရိစ္ဆာန်ဒီမှန်လားမှားလားမှန်ပါဗျာကောင်းလေးတွေမင်းတို့ဒါအတုခိုးရမယ်ကြည်တင်ဒီနောက်ယောက်ျားယူပါလို့ပြောတော့မယားကလင်ကတင်းလိုက်တော့သူနောက်ပြောဝင်နေရဲ့လားပြောပါဗျာငါဒီသူ့ကိုစန့်ကြည့်တယ်ငါတို့မိမစားမိမချော်ယူကလေးနဲ့မြူကြည့်တယ်မရဘူးတော်ကြာငါနှင်ချလိမ့်မယ်ဆိုပြီးကိုမဟာနန္ဒိယရဲ့ကျုပ်ကတင်ကိုအမလေးစန့်ကြည့်တာပါကျုပ်ကရောက်ခမလဲအမေပါပဲအဲ့ကြတော့တမျိုးမျက်နာကချွေးမများခုပြုံးလိုက်ခုလျှော်လိုက်ညှော့လို့ပဲပြောတာပြင်းလိုက်လျှော့လိုက်မရှိဘူးလားရှိသလားရှိပါဗျာအဲ့ဒီလိုဖြစ်တဲ့အခါအဲ့ဒီအခါကြမှာကျွန်းတွေကိုအပေးခိုင်းတဲ့ကျွန်းတွေကိုအပူခိုင်းအသီးတွေအပူခိုင်းဒီနေရာမှာစဉ်းစားကြည့်တာယောက်ျားကတပတ်လျှော့လင်ယောက်ျားကတပတ်လျှော့လင်မိခင်ဖခင်ဒုက္ခဝင်မိခင်ဖခင်ဒုက္ခဝင်မယားပြောတာတပတ်လျှော့ရင်အဖေအမေဒုက္ခနဲ့တွေ့မလားဒုက္ခနဲ့တွေ့မလားဒုက္ခနဲ့တွေ့ပါဗျာဘဂမတိလည်းဒီတိုင်းပေါ့လင်ကိုဟလားလင်ချစ်ပါမအေးနဲ့ဖေးဘလို့ပိုချစ်ရမလို့မချစ်ဘူးလေပြော့တယ်လင်မဲ့ချစ်ချင်ရတယ်ဟင်မှားနေသလားမှန်နေသလားမှန်ပါဗျာအဲ့တော့ဒါတွေကမှားတော့အဲ့ဒီမြောက်ကြီးကျွန်းတွေကိုအပူခိုင်းတဲ့အခါကျွန်းတွေကစဉ်းစားတယ်ဟေးနှရွယ်ထောက်ရှာမလကအတီတွေတို့ပို့တယ်တို့မြောက်ဦးမကြီးအကမ်းမကြီးမတီးဘူးလမ်းကမကောင်းတဲ့အတီတွေပို့ရအောင်ကျွန်းတွေရောကောင်းရဲ့လားမှန်ပါဗျာကျွန်းယုံတော့တစ်ဖက်ကသားသမီးယုံတော့လောကဇုံကန်းတယ်လို့မကြားဘူးလားမှန်ပါဗျာကျွန်းတွေကမြောက်ဦးမကြီးကိုရှင်မရင်ကပို့လိုက်တာအကောင်းနေမကောင်းတာတွေပို့မကောင်းတာကောင်းတာတွေစားအတီးအကျန်တွေလမ်းကဆွတ်ပို့တော့ဦးတမ်းမကြီးစားလို့ရသေးရဲ့လားဟေ့မရပါဘူးဗျာ
ပိန်ချုံနေအဲ့ဒီလိုပိန်ချုံနေတဲ့အခါကျတော့တနေ့တနေ့3လ4လရှိတဲ့အခါမဟာနန္ဒိယကဩအမိထံသွားဥမကတော်ဥမလို့ဆိုပြီးတော့ကြည်စမ်းရှင်မင်းရာသူကြီးနဲ့မမိန်ဘဲနဲ့မအိတ်ထံကိုခဏခဏရောက်တလားမရောက်ဘူးလားရောက်ပါဗျာဒီခေပြောရအောင်မေဖေတွေကဘီအောင်တင်ပေးလိုက်ရာသူလေးရအမေအဖေအိခဏခဏမလာဘူးနေမကောင်းလို့ကျင်းနှမ်းရိုက်ခေါ်တာတောင်မှပဲမလာဘူးယောက်ျားကလည်းဖြားအမေကလည်းဖြားကျင်းနှမ်းရိုက်ခေါ်ရင်မိမတွေယောက်ျားနာနေသလားအမေစီလာသလားယောက်ျားနာနေပါလေဗျာတခါတည်းလည်းအမေကဖြားအမေမိမကဖြားရင်သူတို့မိမနာကတ်နေကြကြည်စံခဏခဏတွားတတယ်အဲ့ဒါတိရစ္ဆာန်လားလူလားဟိသိပါပါဗျာအတိတော်ရှိသလားမရှိဘူးလားရှိပါဗျာတွားတဲ့အခါအမေကိုရောက်တော့အမေကတော့ပြီးတော့ကြည်စံရောက်တိုင်းဥချတတယ်တခါကြီးတွေမေးရအောင်မယ်တစ်နှစ်တစ်ကြိမ်တခါအမေဥချတဲ့တက္ကမတက္ကထီဒီထဲပဲလျှောက်ပါမပါဘူးကြီးပဲမကောင်းတာဆိုကြဒီခေတ်တက္ကဒကမများဆိုသူတို့ကြတော့ငင်းငင်းနဲ့ဆိုဒီခေတ်တက္ကဒကမများမကောင်းတာဆိုရှိကတွားကြည်သာရောက်တဲ့အခါအမေကိုဥချပြီးတော့ကြည့်လိုက်တော့အလူမြတ်စွာဘုရားငါအမေကြီးပရေတွေလိတ်တော်ပိန်နေပါကလားငါတလလောက်ကလေးမလာတာပင်ရတာဘာယောဂများဖြစ်တယ်လဲဆိုပြီးမဟာနန္ဒိယကတာရာလေးတွားပြီးတော့အမေရဲ့ရအမေကိုလက်ကလေးနှစ်ဖက်နဲ့ပွေပြီးအိုးကျေးဇူးတော်အနန္တအကြီးလာတဲ့အမေရဲ့96ပါးဘယ်ယောဂများဖြစ်နေတယ်လဲကြည်သာမအီပွေတယ်မေးရအောင်မဲတက္ကမကြီးငယ်တုန်းကခမည်းတော်အမေတွေအဖေတွေကခမည်းတော်ကိုနှာရီတွဲလဲနဲ့နမ်းတယ်တကားတွေလည်းနှာရီတွဲလဲနဲ့နမ်းတယ်ကြီးလို့မအေးဖေးပြန်နမ်းတယ်လို့ရှားနေတယ်နောက်ဟာကိုဟွာတွေကြကိုဟာလေးတွေကြတော့ခဏခဏနမ်းတယ်မှားနေသလားမှန်နေသလားမှန်ပါဗျာပြင်ရမှာလားမပြင်ရဘူးလားပြင်ရပါဗျာအဲ့ဒီလိုအမေအဖေကိုအမေကြီးပွေကနမ်းပြီးတော့အမေဘာယောဂဖြစ်တော့တာကြီးမဟာနန္ဒိယရဲ့အမေကြီး96ပါးယောဂကတော့မဖြစ်ပါဘူးကြမ်းပါပါတယ်ကွဒါပေမဲ့လို့ဒီခေတ်ဒီခါမင်းတို့ရဲ့တော်ဒီထဲမှာမိုးလေဝသတွေကခေါင်များနေသလားလီတွေကျန်းလို့တစ်တီးအနုတွေကျွေကုန်သလားဘာကြောင့်လဲအမေရဲ့အမေထမ်းလာတဲ့တစ်တီးတွေကအရင်ကြီးတွေကြမ်းလွန်းလွန်းအမေတဖုံးလေးနဲ့မဝနိုင်လို့တာကြီးရဲ့အာဟာရနဲ့လို့ခန်းချောက်ရတယ်အဲ့ဒီလိုလဲပြောလိုက်တဲ့အခါမဟာနန္ဒိယကြီးမေကိုသူ့ရက်ခွင်းထဲမှာထည့်ပြီးတော့ကြည်ပြီးတော့မျက်လုံးအိမ်ထဲမှာမျက်ရည်တွေဝိုင်းလာတဲ့ကြည်လားမေနေမကောင်းလို့မျက်လုံးတရိษံကြီးမျက်ရည်ကျသလားမကျဘူးလားကျပါဗျာအဲ့ဒကမတွေဒကာကြီးတွေမေနေမကောင်းလို့မျက်ရည်ကျတာများသလားမယားလင်နေမကောင်းလို့မျက်ရည်ကျတာများတယ်မယားလေးနေမကောင်းရင်ကိုယ်အဖွာကြီးတွေဖင်မချနိုင်ဘူးဒကမတွေသူတို့ကိုယ်အဖွာလေးများနေမကောင်းရင်အဲ့လိုမပြောမအိမ်နဲ့နေမကောင်းလို့အော်နေရင်မကြားရအောင်ဆောင်အိမ်ကျန်းလာတယ်ဟုတ်ကောဟုတ်ရဲ့လားဟုတ်ပါရဲ့ဗျာကြည်စံမြောက်ကြီးကမျက်ရည်ကြီးကျပြီးအော်တိပြီငါကတော့အမိထံကိုကောင်းတဲ့တတိတွေပူပါလိငါပဲလူပင်ပို့တော့လဲငါရဲ့တတိငါရဲ့ကျွန်းတွေကသူတို့အမေမဟုတ်လို့ဂယုမဆိုင်ဘူးနဲ့တူတယ်ကောင်းတာတွေကိုစားမကောင်းတာတွေကိုငါအမေထံပို့ပြီဟဲ့နန္ဒီယမင်းပဲလို့လုံမလဲမိဘကုနောအနန္တောရရှိတယ်မယားကုနောအနန္တောရောမရှိတာအမှန်ပါကျွန်းတွေကတော့ကောင်းတာပို့ပေမဲ့အမေထံကိုတော့မရောက်ဘူးမင်းဘယ်လိုလုပ်မလဲကလလရေကြီးတရေတီးတဲ့အချိန်ကစားပြီးတော့စံငံပူခါရတာ6ပါးကိုရှောင်ခဲ့တဲ့အမေကြီးမုတ်ဆိုးမကြီးသူအဖေသေးတုန်းကအရွယ်လေးကကောင်းပါလေလူလားသူတွေပေါ်ပါလေရဲ့ငါတို့မျက်နှာငယ်မှာကြောက်လို့မယူတဲ့မုတ်ဆိုးမကြီးငါရီသူ့ခန္ဓာကိုယ်ထဲမှာပฏิတန်လေးတီးတုန်းကကလလရေကြီးတရေတီးတဲ့အချိန်တုန်းကငါအမေကြီးငါဒုက္ခရောက်မှကြောက်လို့အပူတွေကိုလည်းမစားအဆက်ကိုလည်းမစားအမျိုးမျိုးရှောင်ခဲ့တဲ့အမေကြီးငါပိုက်ထဲနေတုန်းကခုံလို့ရှိရင်ငါမှဒုက္ခတွေ့မှကြောက်လို့ငါဒီဒုက္ခအမျိုးမျိုးဖြစ်မှစိုးလို့တွားတဲ့အခါရင်ကြီးလေးငါအမေတွားတယ်သူ့ပိုက်ထဲငါနေတုန်းကပက်လဲလှမ်းပြီးတော့အိတ်လိုက်လို့ရှိရင်ငါမှခါချိုးတဲ့အလားတရံဖြစ်မှကြောက်လို့ငါအမေကြီးတောင်းမဲ့ကိုစောင်းလို့အိတ်လိုက်
မြောက်ဖက်ကိုစောင်းလို့အိတ်လိုက်ငါကိုချစ်လွန်းတော့အမျိုးမျိုးဆောင်ရှောက်ခဲ့တဲ့အမေကြီးငါကိုသူ့ပိုက်ထဲမှာ9လနဲ့24ရက်ထည့်ပြီးတော့ပိုက်ထဲတွားရတဲ့အမေကြီးဒုက္ခတော့ရောက်ပြီငါပဲလို့လုံမလဲတခါငါကိုဖွားမြောက်လာပြန်တော့လေငါဒီဖဝါလက်နှလုံးပခုံးလက်နှတဲ့အရွယ်လေးကြတော့လေအမေရဲ့ခန္ဓာကိုယ်ထဲမှာမိမတို့ဤခန္ဓာကိုယ်ထဲမှာဘယ်နေရာမှာဖောက်ကြည့်ကြည့်တွေ့အနေတာရှိပါ၏ငါကိုမွေးလာတဲ့အချိန်ကစပြီးတော့ငါကိုချစ်လွန်းတော့ငါအပေါ်ကိုကျင်နာလွန်းတော့နီးနေတဲ့တွေးကြီးကနှုတ်ဆိုပြီးတော့ဖြူရလာရ၏အဲ့ဒါနှုတ်လားမေတ္တာဒုံကြီးလားဟိမေတ္တာဒုံကြီးပါဗျာအဲ့ဒါကြည့်ပါသူတော်ကောင်းတွေဟင်လူခန္ဓာကိုယ်တဲ့တွေးတာရှိပါတယ်အဲ့ဒီမအေးတွေဟာသားတယောက်မွေးလာတွေးတွေဖြူလာသလားနီးလာသလားဟိမှန်ပါဗျာအဲ့ဒါနီးတာသားသမီးချစ်လို့လားမုန်းလို့လားချစ်လို့ပါဗျာအဝိနီးနီးဒီတစ်ခုကိုချွတ်ပြီးတော့အဖြူဆေးဆိုးလို့ဖြူပါမလားသူတော်ကောင်းတို့သားတို့ဤချစ်ချင်းကြောင့်ဩငါအမေကြီးတော့နှုတ်လေးနဲ့တိုက်အဲ့ဒီလိုနှုတ်လေးနဲ့တိုက်လို့ကြီးလာပြန်တဲ့အခါငါကိုနှုတ်လေးနဲ့အာမရလို့ခန္ဓာကိုယ်ကြီးကြီးထွားစေရန်အတွက်4လ5လရှိတဲ့အခါဟေ့အမေကြီးကငါမှာတဖုံးလေးနဲ့မဝမ်းနိုင်တဲ့အခါတိတိနုနုလေးတွေကိုတူတွားလေးတွေနဲ့ဝါဝါပြီးတော့ရှာကလေးနဲ့ခွန်ခဲ့တဲ့အမေကြီးခုတော့ငါအမေကြီးတွားတော့မရှိတော့ဘူးငါငယ်ငယ်တော့ငါချမ်းလို့ရှိရင်ငါအမေကြီးကထမင်းလေးနဲ့ကွေးပဖေးကပဆိုးနဲ့ကွေးငါကြတော့စောင်းလေးနဲ့ထွေးထွေးထားတဲ့အမေနဲ့အဖေကြီးဘယ်လိုလဲဒုက္ခရောက်ပြီငါပါရန်သူတွေလာလိုက်ကြလို့ရှိရင်လေတို့တိရစ္ဆာန်ဆိုတာအိမ်ကလည်းမရှိဟေးမဟာနန္ဒိယငါရဲ့အမေကြီးငယ်ငယ်တုန်းကလည်းအမျိုးမျိုးစောင့်ရှောက်ကြည်လာပြန်တော့လေကျက်သားလေးရှိတဲ့အခါအယူကိုအဖေကစားအယူကိုအမေကစားအသားလေးတွေထွင်းထွင်းပြီးတော့ကျွေးခဲ့တဲ့အမေကြီးငယ်ငယ်တုန်းကအဖက်ဖက်ကစောင့်ရှောက်တဲ့အမေကြီးမုတ်ဆိုးမကြီးဒုက္ခရောက်ပြီငါပဲလို့လုပ်ရမလဲငါဒီရှင်မရင်ယာလူကြီးနဲ့နေရင်တော့လူအလဲနတ်အလဲမှာဂုံတင်တဲမယ်မဟာနန္ဒိယရှင်ဘရင်ကြီးမဟာနန္ဒိယရှင်ဘရင်ကြီးရဲ့လို့ငါဒီရှင်မရင်ဆိုတော့မယားတွေကတော့ဂုံရှိမယ်သားတွေသမီးတွေကတော့ဘယ်မှာတွားတွားဂုံရှိမယ်ရှင်မရင်ဆိုတော့အမေနာကိုလည်းမကတ်နိုင်ဘူးမင်းရဲ့မင်းဟာငါလို့ရမယ်ဟေ့မဟာနန္ဒိယမင်းစဉ်းစားလိုက်ဆန်းငါဒီခုလိုရှင်မရင်ဖြစ်ရတာဘယ်သူအကြောင်းကြောင့်လဲငါအမေပိုက်ထဲမှာနေတော့ငါအမေဒီထော်လောကန့်လာလှုပ်ကြည့်ရင်ငါတည်မယ်ငါတည်ရင်ရှင်မရင်မဖြစ်ဘူးလောကကြီးမှာရှင်မရင်ဖြစ်တယ်ဆိုတာကျေးဇူးရှင်ကတော့အမေပါဘီအေအောင်တယ်ဆိုတာအမေရှင်မရင်ဖြစ်ဖြစ်ယာရုဖြစ်ဖြစ်ဘူချုပ်ကြီးပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်အောင်လှုပ်ပထမကျေးဇူးရှင်ဒီအမေရာခေါ်လေတာဒီမိခင်ဖခင်ကျေးဇူးကြီးသလားမကြီးဘူးလားဟဲ့ဒီနန္ဒိယမြောက်ကြီးတွေးတာတော်တော်မှန်သလားမှားသလားမှန်ပါဗျာဟဲ့မဟာနန္ဒိယစဉ်းစားလိုက်စမ်းတောလောကထွတ်တာဖယားဖြစ်တယ်ဆိုတာလေအမေရဲ့ကျေးဇူးမအေးရဲ့ဗိုက်ထဲမှာနေတော့ကမအေးကမဆောင်ရှောက်ရင်သိမယ်လောကမှာဖယားဖြစ်တာကလည်းအမေရဲ့ကျေးဇူးယဟန္တာဖြစ်တာကလည်းအမေရဲ့ကျေးဇူးဘယ်လိုပင်ဖြစ်ဖြစ်လောကမှာတင်းအောင်တင့်တယ်နေနိုင်တယ်ဆိုတာအမေကျေးဇူးယောက်ျားတွေမိန်းမရတာအမေကျေးဇူးတက္ကမတွေလင်ရတာအမေကျေးဇူးအတော်ကျေးဇူးတဲ့မိန်းမကြီးသူတွေနောက်ယောက်ျားမယူဘဲနဲ့မုတ်ဆိုးမဘဝနဲ့နေ၏ဟေ့မဟာနန္ဒိယဒီယာလူကြီးနဲ့နေရင်တော့မယားတွေသားတွေသမီးတွေကတော့ဂုဏ်ရှိမယ်ငါအမေကတော့ဒုက္ခရောက်မယ်မင်းဘယ်လိုလုပ်မလဲမယားကုနောအနန္တောသားကုနောအနန္တောသမီးကုနောအနန္တောမရှိဘူးအမေကုနောအနန္တောအဖေကုနောအနန္တောရာရှိတယ်မင်းဘယ်လိုလုပ်မလဲစဉ်းစားစမ်းမအေးချမ်းသာရေးကိုဂယုဆိုင်မလား
မယားတွေသားတွေသမီးတွေချမ်းသာရေးဂရုစိုက်မလားဟေ့မဟာနန္ဒိယမင်းစင်သာလားကဲတို့သူတော်ကောင်းတို့ဆိုကြည်သာလောကထဲမှာလူတွေဟာသာသမီသားမယားချမ်းသာဖို့လားအတိုက်နေကြတာသိဆန်ကြီးဟာအမေအဖေအတွက်ကိုချမ်းသာဖို့ရန်စိတ်ကကြံနေတာကွာသလားမကွာဘူးလားဟဲ့မြေသူရီဟဲ့မဟာနန္ဒိယမင်းစဉ်းစားလိုက်စမ်းကလလရေကြီးတရေတီးတဲ့အချိန်ကစပြီးတော့အမျိုးမျိုးရှောင်လာခဲ့တဲ့အမေကြီးငါမယားကငါ့ကိုချစ်တယ်ဆိုတာတကယ်မချစ်ဘူးငါဒီ6လတာ9လတာအရွယ်တုန်းကနာယီတွေကကျွတ်တဲ့မျက်ချီတွေဘလပီနဲ့တုန်းကငါအမေကလည်းငါ့ကိုနမ်းတယ်ငါအဖေကလည်းနမ်းတယ်ကတိကလေးခွင်ခွင်ငါချီတယ်ငါမိမအဲ့ဒီတုန်းကနာယီတွဲလဲနဲ့ပေးလို့ရှိရင်သူကတော့မယူတာအမှန်ပါအမေအဖေတွေကစောင့်ရှောက်လို့ကြီးမှလှလှပပပြည်ပြစ်ကလေးနေနိုင်မှကြိုက်တာဟေးမိမကငါ့ကိုကြိုက်တာမဟုတ်ဘူးလှလို့ကြိုက်တာလှုပ်ကျွေးနိုင်လို့ကြိုက်တာငါအမေကြီးဒီ9လနဲ့24ရက်ဘိုက်ထဲမှာနေတုန်းကလည်းလှုပ်ကျွေးတယ်မကျွေးဘူးလားကျွေးပါဗျာဘာမြောက်လာပြန်တော့လေတနည်းနဲ့14 5 8နှစ်အထိအမေအဖေကလှုပ်ကျွေးတယ်ငါကိုလှုပ်ကျွေးရတယ်လို့အမေကလည်းမအောင်အဖေကလည်းမအောင်ငါမယားဒီ3လလောက်4လလောက်ငါဒီဒူလာဆွဲလို့အိယာတွေလဲရင်မယားကတော့နှာခေါင်းလေးရှုံလာမှအမှန်ရှုံတော့သလားမရှုံလားဟေ့ဟေ့ငါဒီမယားချစ်လို့မဖြစ်ဘူးထင်တယ်ကြည်တန်းသူတော်ကောင်းသူခမရတို့ကြည်တန်းတို့ဓကမတွေပြောကိုအဝါကြီးကျေးဇူးကြီးတယ်မအဝါကြီးကျေးဇူးကြီးတယ်ကိုအဝါကြီးကျေးဇူးကအမေအဖေကျေးဇူးဘယ်သူကပိုကြီးတော့ဓကမများကလည်းပြောတယ်တို့အဝါကြီးကိုအဝါကြီးငါအတွက်ကျေးဇူးကြီးတယ်ခမရတို့ငယ်ငယ်ရွယ်ရွယ်မိန်းကလေး3လတာ4လသမီး6လသမ9လသမီးအရွယ်နှာရီတွေ့လဲချီပလပင်းနဲ့အဲ့ဒီကိုအဝါကြီးတွားပေးမယ်ယူမလားယူပါဘူးဗျာကြီးကမှလှလှပပပြည်ပြစ်အောင်လေးအဖြူလေးတွေအနီလေးတွေအပြာလေးတွေရွှေလေးတွေငွေလေးတွေအမွှေးပေါင်တာလေးတွေလိမ့်နိုင်မှตาရလို့ကြိုက်တဲ့ယောက်ျားကြတော့ကျေစုကြည်တောင်ပြောသလားမပြောဘူးလားပြောပါဗျာမေဖေးကျေစုကြည်တောင်ဘယ်သူမှမပြောဟုတ်ကောဟုတ်ရဲ့လားဟုတ်ပါဗျာဒကမတယောက်တော်ထဲမှာဘေးရွာ3နှစ်လောက်တွားလို့နူပြီးပြန်လာရင်လက်အိမ်တက်ရင်မျက်နှာငယ်ရသလားမငယ်ရဘူးလားငယ်ရပါဗျာအဖေအိမ်အမေအိမ်နှစ်ဖက်တူကြီးတက်လေအဖေကတော့ပြုံးလို့အနူကြီးတက်လာရင်လည်းအဖေကတော့ပြုံးလို့အမေကတော့ပြုံးလို့ကြည်စမ်းဟင်အဲ့ဒီလိုကျေးဇူးကြီးမားတဲ့အဖေအမေကြတော့ဂယုမဆိုင်ဟဲ့နန္ဒိယမယားကငါ့ကိုချစ်တာမဟုတ်ပါလှလို့ချစ်တာလှုပ်ကျွေးနိုင်လို့ချစ်တာငါဒီအမေကိုလှုပ်ကျွေးရရင်ကောင်းမလားမယားလှုပ်ကျွေးရရင်ကောင်းမလားတော်တော်စဉ်းစားကြလားမစဉ်းစားဘူးလားစဉ်းစားပါဗျာပြောရဦးမယ်တို့တက္ကမတွေဟင်အဖေအမေကများလှုပ်ရင်တော့အဖေကဆဲလွတ်လိုက်အဖေနာလွန်းတော့ပြတ်တဲ့မောင်ကများဆဲလွတ်ဒီမောင်ကြီးနာလွန်းတော့ပြတ်တဲ့မောင်ကကျေးဇူးရှင်ခမရတို့တက္ကမတွေငယ်ငယ်တုန်းကကို့မောင်ရဲ့ဇက်ပေါ်ခွာစည်းလိုက်ကတိပေါ်ခွာစည်းလိုက်မောင်ပေါ်ချီရီယူချသေးတွေပေါက်ချမပေါက်ဘူးလားပေါက်တယ်လားပေါက်ပါရဲ့ကျေးဇူးရှင်မောင်ကဆဲတာကြမခံလျောက်ကြားကအရက်မူးမူးနဲ့အခန့်ပိတ်ရိုက်လို့ခေါင်းကြီးဖူးတာအောင့်ခံတယ်မခံဘူးလားခံတယ်လားခံပါရဲ့အကယ်၍များလျောက်ကြားကရိုက်လို့ခေါင်းကြီးဖူးလို့မောင်တွေကတွေ့လို့ဟဲ့ကောင်မလေးနင့်ခေါင်းကြီးဘာလို့ဖူးလို့မောင်လျိုက်တယ်ပြောရင်အဖေအမေမောင်စိတ်ဆိုးမှကြောက်တော့ညာတယ်ညတော့ငါအောက်မောင်ကြီးချီးယူကျင်ကြီးကျင်ငယ်တွားလိုက်တာတိုက်နေလို့ခေါင်းကြီးဖူးတယ်အဲ့လိုကြောင့်ဖေးမီကရိုက်ရရွာယူကိုပေါ့အော်သလားမအော်ဘူးလားအော်ပါဗျာဒါတော့ဆိုကြည်တာလောကလူရွာလူတွေဟာကျေးဇူးကြည်သူမေ့ကြတာကျေးဇူးကြည်သူမေ့ကြတာကျေးဇူးနဲ့သူအထင်ကြီးကြတာကျေးဇူးနဲ့သူအထင်ကြီးကြတာ
မိမမချစ်နဲ့မပါပါဘူးယောက်ျားမချစ်နဲ့မပါပါဘူးဗုဒ္ဓဒါရတ္တတင်ကောဟောတာမယနာတင်းညိုထောက်ပံ့ရပါပဲဒါပေမဲ့အသေးဆွဲချစ်ရမှာကဘဒုကိုပိုးချစ်ရမလဲအမေဟုတ်ကောဟုတ်ရဲ့လားလောကမှာကြည့်လိုက်စမ်းသားသမီး8ယောက်ရှိမယ်အဖေအမေ2ယောက်ကလှုပ်ကြွေးသလားမကြွေးဘူးလားအဲ့ဒီအဖေအမေအိုလို့သားတွေသမီးကလည်းယောက်ျားရသားကလည်းမယားရအဲ့ဒီအဖေအမေအိုတဲ့အခါ8ယောက်ကပြန်မကြွေးပဲနဲ့ငတ်နေတာတွေလောကကြားရသလားမကြားရဘူးလားဒါနဲ့လေဒီအဖိုးအမေအိုတွေကကုတ်ကုတ်ချစ်ကြအဲ့ဒီလိုဆိုတော့ဟေ့မဟာနန္ဒီယတသန်း200လုံးကငါဒီဟုတ်ပဲဘဝတုန်းကလည်းယောက်ျားဖြစ်တော့မိန်းမယူခဲ့လို့ကလေးတွေမွေးခဲ့ပြီယခုဘဝအထီးဖြစ်ပြန်တော့လေအမနဲ့ရပြီအမနဲ့ရတော့သားတွေသမီးတွေမွေးရပြီနတ်ကြီးရောက်ရင်နတ်မဖြစ်တော့နတ်တီးကြီးယူရမယ်နတ်သားတွေမွေးရအောင်မယ်ငါဒီခွေးကြီးဖြစ်တော့ခွေးမကြီးနဲ့ရတယ်ခွေးသားလေးတွေမွေးရတယ်ငါဒီကြက်မကြီးဖြစ်တော့ကြက်ချီကြီးနဲ့ရကြက်ကလေးတွေမွေးရတယ်တသန်း200လုံးမွေးလို့လက်စားမတတ်ဘူးယောက်ျားဖြစ်တော့လေမိန်းမယူလို့ကလေးမွေးမိန်းမဖြစ်တော့လေယူလို့မွေးဟေ့ငါအဖေအမေကိုချစ်တော့မယ်မယားမချစ်တော့ဘူးယာဒူးကြီးလည်းပြင့်မယ်အမေလှုပ်ကြွေးမယ်စဉ်းစားတာသူတော်ကောင်းတို့စဉ်းစားရစမ်းပါဒါလေးကိုဟင်ကြည်သာမယားပြစ်တယ်ဆိုတာထားပါတော့မယားပြန်ရှာမရဘူးလားရလားမရပါဘူးရှင်ဘရင်ယာဒူးကြီးပြစ်တော့မယ်ရှင်ဘရင်ယာဒူးကြီးနဲ့နေရင်အမိနာမနေနိုင်ဘူးတဲ့ရှင်ဘရင်ယာဒူးလည်းပြစ်မယားလည်းပြစ်မယ်တဲ့ကဲသူတော်ကောင်းတို့အံ့ဩဖို့ကောင်းသလားမကောင်းဘူးလားကောင်းပါဗျာအဲ့ဒါလူလားတိရစ္ဆာန်လားဟဲ့တိရစ္ဆာန်ပါဗျာတိရစ္ဆာန်ကြီးဗျတိရစ္ဆာန်အတူကောင်းတဲ့အတူပဲဖြစ်ခိုးရမှာလားမခိုးရဘူးလားခိုးပါဗျာဟိုကျေးဇူးတော်အနန္တကြီးမားတဲ့အမိရဲ့ခဏလေးနေပါကျုပ်စောင့်ရှောက်မယ်မပူနဲ့ကောင်းတာတွေကိုကြွေးမဲ့ဆိုပြီးတော့တော်တွေကိုပြန်မြောက်တွေကိုခေါ်မရတွေခေါ်ဟေးမြောက်အပေါင်းတို့လာကြငါဒီယနေ့ကစပြီးတော့ရှင်မရေယာဓုကိုမလုပ်ပါဟဲ့ညီလေးစူလာနန္ဒီယာမင်းကအုပ်ချုပ်လိုက်ဖိုက်အောင်လဲနောင်ကြီးအကြောင်းစုံပြောတာပေါ့မင်းအမေပိန်ပြီတို့ညီကိုနှစ်ယောက်ယာဓုကြီးမဲ့ပြီးတော့နေရင်တော့ယာဓုနဲ့နေရင်မယားတွေကတော့ရှင်မယင်ကတော်ကြီးဆိုတော့ဂုံရှိပဲမရှိဘူးလားရှိသလားရှိပါဗျာသားတွေသမီးတွေကဂုံရှိမယ်ကျွန်းတွေကိုအပူခိုင်းတော့လဲစိတ်မချရဘူးကွမယင်နာနေတော့ရှင်မယင်ယာဓုကြီးနဲ့နေတော့မီရင်မင်းကလွတ်ရမှာလားမလွတ်ရဘူးလားလွတ်ရပါဗျာလုံနေရလိမ့်မယ်ဒီယာဓုပြစ်မယ်ညီလေးနေခဲ့ဟာမယားတွေကအမလီကိုမဟာနန္ဒီယရဲ့ကျမတို့မျက်နှာထောက်ပါအောင်သမီးတွေကငိုဟဲ့တော်ပြီတသန်း200လုံးယောက်ျားဖြစ်တော့မိန်းမယူလို့မွေးခဲ့ပြီမိန်းမဖြစ်တော့ယောက်ျားယူလို့လေသားတွေသမီးတွေမွေးခဲ့ရပြီဟဲ့ချစ်လို့လက်စမတုံဘူးကွာတသန်း200လုံးမယားတွေယူခဲ့သားတွေယူခဲ့မွေးလို့လေလက်စမတဦးလို့လေလက်စမတငါလို့လေလက်စမတတေလို့လေလက်စမတတော်ပြီနင်နောက်ယောက်ျားယူတော့ငါနောက်ယောက်ျားနောက်မိန်းမမယူပါဘူးအမေလှုပ်တွေးမယ်ကဲမေးရဦးမယ်တကားကြီးတို့ဟင်အမေကိုလှုပ်တွေးခြင်းလို့ရှင်ဘရင်ယာဓုနဲ့မယားပြစ်မယ်ဆိုတဲ့တကားကြီးဒီထက်ဘယ်လျောက်ပါမပါဘူးဗျာမပါဘူးကြီးပဲခင်ဗျားတို့ခန်းကျင်နေတာဟင်တက္ကမတွေမေးရဦးမယ်ရှင်ဘရင်ယာဓုကြီးနဲ့အမေလှုပ်တွေးခြင်းလို့လင်ပြစ်မယ်တက္ကမဒီထက်ဘယ်လျောက်ပါမပါဘူးဗျာတယောက်မှမပါဘူးအမေဥပါပြီအသက်ကြီးပါပြီသေပါတော့ကိုအဟွာနာကတ်ဟင်မှားနေသလားမှန်နေသလားမှန်ပါဗျာမယားပြစ်တယ်ထားပါဦးတော့ဗျဒါကြီးနဲ့အဲ့တော့တွားတဲ့အခါကျတော့ညီလေးကလည်းအကူမှန်တယ်မယားဘူးတော့မရှိဘူးကျုပ်လည်းဒီမိန်းမသေးရင်နောင်မိန်းမယူမယ်နောင်မိန်းမယူရင်သားတွေသမီးတွေမွေးလေဦးမယ်မရှိတော့ဘူးကျုပ်လည်းလိုက်ပဲကိုကြီးကတော်ထဲမှာတည်တည်ရှာရင်အမေနာမှာချီသေးတုတ်တင်မယ်ကျုပ်ကတော်ထဲရှာရင်ကိုကြီးကချီသေးတုတ်တင်တယောက်တွားရင်တယောက်ဆောက်ရှောက်မယ်တော်သလားမတော်ဘူးလားတော်ပါဗျာမအေးချီသေးတုတ်တင်မဲ့လူရှားတယ်အမေနင်းမကောင်းလို့တလလောက်လဲနေနှာခေါင်းတရှုပ်ရှုပ်တက္ကမဟင်သူတို့ယောက်ျားသူတို့လင်လေးသူတို့မယားလေးများကြပြုစုရတာအနာလေးမှာဆိုကြည်တာအမေကဖြားအမေကဖြားမယားကဖြားမယားကဖြားတက္ကကြီးတွေဘယ်နာနေမလို့မယားနာနေပါဗျာဟုတ်ကောဟုတ်ရဲ့လားတက္ကမကြီးတွေအဲခမည်းတော်အမေကလည်းဖြားခမည်းတော်ယောက်ျားကလည်းဖြားခမည်းတော်လက်ကလေးနဲ့ကင်ထားတဲ့လူအသက်ရှင်မယ်ဆိုယောက်ျားကင်မလားအမေကင်မလားဘယ်မကင်ဘူးရှာရှာဟုတ်ကောဟုတ်လားဆိုကြည်လားတက္ကကြီးတွေဘယ်ဟာကင်တာများတော့
ယောက်ျားကင်မှာပဲအမေအိုပါပြီတေးပါလေသူမရှိရင်ဒီကိုဟွာကြီးမရှိပြီဆိုကြယနေ့ကစား၍နောက်ကမှားရှေ့ကိုမှားရမှာလားမမှားဘူးလားအဲ့ဒီတော့မယားတွေကငိုဟဲ့မြောက်တို့မင်းတို့နေခဲ့ကြမင်းတို့ဟာမလို့ဖြစ်မအေးစီသွားကြတဲ့အတူခိုးလိုက်သလားမခိုးလိုက်ဘူးလားတို့ဒီခေတ်ဒီခါသားတွေကိုယုံဟာအကုန်လုံးပုံပေးလိုက်မင်္ဂလာဆောင်တော့ပုံပေးလိုက်လက်ဖွဲ့လွှတ်လိုက်ငတ်လို့အဲ့ဒီအိမ်ကပြန်ပေးရလားဟိသမီးလက်ဖွဲ့လိုက်တော့သားကလည်းမရကြောက်တယ်သားလက်ဖွဲ့လိုက်ချွေးမကြောက်တာနဲ့အကုန်ငတ်တယ်မိုက်ရင်လည်းမိုက်ကြတတ်တိရှိတယ်လည်းရှိကြကုန်တော့အဲ့ဒီလိုအမေနာရောက်တော့အမေအာမငယ်နဲ့ဗျာကျုပ်တို့ကပြုစုမယ်မဟာနန္ဒိယဆက်ညီလေးတို့ကရှင်မရင်ကြီးတွေကွရှင်မရင်ဆိုတော့ဒီနာနေတာတီတော့မြောက်တွေကဝိုင်းလာလိမ့်မယ်မြောက်တွေဝိုင်းလာတော့အဲ့ခံရလိမ့်မယ်အဲ့ခံတဲ့အခါမအေရီဒီနာမအေးနာမနေနိုင်လို့ကြမ်းမာရီချွတ်တဲ့တာမပြုတ်သူနိုင်ပဲနေမှာစိုးလို့တို့ကြီးကိုနှစ်ယောက်ဒီတော့ထဲမှာမနေပဲနဲ့မြောက်တင်းနဲ့ဝေးအောင်ပြေးအောင်တိတ်အဲ့တယ်လာရင်မအေးပြုစုရမှာနဲလို့တယ်တော်တော်အတူခိုးလိုက်တာမခိုးလိုက်ဘူးလားတို့ဒီတွားရအောင်ကဟိုပြစ်စမ်းတဲ့ရွာနာကညောင်ချက်ပင်ကြီးတွားနေမယ်မြောက်တင်းနဲ့ဝေးရအောင်ဆိုပြီးတော့မြောက်တရိษံကြီးကအမေအကမ်းမအကြီးကိုကြောကိုပိုး၍တွားလေရသည်မေကြောပူတွားတာလူလားတရိษံလားဟိတက္ကမတွေတက္ကကြီးတွေဥစဉ်တရားနာပြီးတို့ပြောင်းရမှာလားမပြောင်းရဘူးလားကြည်သာအမေကြီးကိုတရိษံကြီးကအမေကိုကြောပူတွားတဲ့တက္ကကြီးတို့အမေကြောပူတဲ့ဘလူဒီတကယ်ဘယ်နှယောက်ရှိတယ်လဲရှိပါဘူးဗျာဒီခွေးနာတဲ့လူတွေလည်းရှိမှာမဟုတ်ဘူးတရိษံကြီးကြည်သာပြစ်စံတရိရွာနာရောက်တော့မအေးအိုကြီးမှညောင်ကြပင်ခွာကြပေါ်မှာလေးလုံးမိုးလုံးလေးထားပြီးတော့အကူကြီးကတတိရှာတဲ့အခါညီလေးကစောင့်ညီလေးကရှာတဲ့အခါအကူကြီးကစောင့်ပြီးတော့နေတတ်တဲ့အဲ့ဒီလူတွေအတုခိုးတိုက်သလားမခိုးတိုက်ဘူးလားဆိုကြည်တန်လောကလူရွာတချို့လူတွေဟာမိခင်ဖခင်ကျေးဇူးမသိတာဟုတ်ကောဟုတ်ရဲ့လားဟိကျေးဘူးရဖြင့်များတော့အားမိခင်ကျေးဇူးသိသူကနေကြတယ်ရှင်းတော့ရှိရဲ့လားကြည်သာအဲ့ဒီမြောက်ကြီးနှစ်ကောင်အဲ့ဒီလိုနေတဲ့အခါတော်တော်ကြာတော့အဲ့ဒီရွာထဲမှာလဲဒါယကတယောက်ကရှိတယ်ဒါယကတယောက်ကတနေ့တနေ့အိမ်အောင်ကြတဲ့အခါကျတော့ကိုလေးအိမ်လေးခွဲလဲလှုပ်စားမိုးကတနစ်နှစ်ခေါင်းတဲ့အခါကျတော့မိုးခေါင်းတော့စဘာရရဲ့လားသူတော်ကောင်းတို့သာဝနီကြလာတဲ့အခါအဲ့ဒီလူကြီးကလူရွာတဲ့ကတကာကစဉ်းစားတယ်ငါဒီကောင်းမလေးအပြိုတုံးကခြေဆူထားတာခြေဘဝမီခြေဘဝမျိုးကောင်းကောင်းမွန်မွန်လက်ဘဝကိုခြေဘဝမီမလောက်အောင်ကောင်းကောင်းမွန်မွန်ထားပါမယ်လို့အာမခံယူထားတာငါမရသေးတော့စားရမယ်မယ်တောက်ရမယ်မယ်ဖြစ်နေပြီနာသားလေးတွေစားရမဲ့မဲ့တောက်ရမဲ့မဲ့ဖြစ်နေပြီဟေ့ငါဘယ်လိုလုပ်မလဲငါသမီးလေးကလည်းအဝတ်အစားမကောင်းတော့ဘူးတောင်နာကအဖေကြီးမိုးရွာရင်လည်းမိုးမလုံးလေတက်ရင်လည်းလေမလုံးအဖေနဲ့အမေအတွက်မပူပဲနဲ့ရွာတဲ့ကလူကမယားအတွက်ပူတယ်ဆိုကြည့်တာမနုဿလူသားကသာသမီးမယားအတွက်ပူနေတယ်ဆံကြီးကအမေအတွက်ပူနေတယ်ကိုဟာသလားမကွာဘူးလားဟိရွာတွေကဒါယကာကကြည်သာသူ့မိမမိုးခေါင်လို့သူ့သားလေးတွေမဝေ့ရလို့ကောင်းကောင်းမစားရလို့ပူနေတဲ့တောင်နာကအဖေဦးအမေဦးကြီးလေတိုက်လို့လေမလုံးမိုးရွာလို့မိုးမလုံးတာစိတ်မရောက်ဘူးတဲ့ဟေးမရတို့အာမငယ်နဲ့နင့်တို့ကငါအစာတို့ငါယူတို့ငါအာမခံထားတယ်ကောင်းကောင်းထားပါမယ်လို့အာမခံတာငါဒီမိုးခေါင်းလို့ရှိရင်သားတွေမယားတွေကောင်းကောင်းစားရအောင်မဝယ်နိုင်လို့တိုးလေကျွေးမယ်ကြည်သာအဖေအတွက်တိုးလေသလားမယားအတွက်တိုးလေသလားလူကဘဒုအတွက်လုံနေပါလေမယားအတွက်ဟုတ်ကောဟုတ်ရဲ့လားဟင်
ကြည်သာရွာတွေကလူကမယားအတွက်จิตသားဝက်သားစားမဝယ်နိုင်လို့တိုးလေကျွေးမယ်ဆိုတော့လေတော့ကြီးငယ်ဆိုင်ဆဖုပ္ပဒရလာတဲ့အခါသားကလေးအငယ်လေးမိုးလို့အသားလေးကိုကျွေးသမီးအငယ်မိုးလို့ပေါင်သားလေးကိုကျွေးမယားကတွေးနုသားနုမိုးလို့တွေးသားရှိအောင်အတဲနှလုံးကျွေးတောင်းနာကအဖေအိုအမေအိုကြီးအယိုးအရင်တောင်မရောက်ပါကောင်းရဲ့လားဟိဒီခေတ်လည်းမရောက်ဘူးခင်ဗျားတို့ဟင်တကားရီခင်ဗျားတို့ယောက်ျားနဲ့သားနဲ့ဆိုကြည်သားနဲ့သမီးချစ်ချင်းချစ်ရင်သမီးကိုဖိချစ်ကြပါသားတို့မြည်ဒီမကောင်းတာကများကြတာသမီးများအိမ်လာရင်အမေနေမကောက်ထမိန်လျှော်ပေးအင်ကြီးလျှော်ပေးချီးသေးတုတ်တယ်မလုပ်ဘူးလားလုပ်သလားကြီးသားကတော့နှိမ့်ဆက်တာပဲကြည့်တယ်ဒီအကောင်ကြည့်လေကြီးငယ်ဆိုင်သက်ဖုပ္ပဒရတယ်အမေအိမ်ရောက်ရလားသမီးဆိုရင်ယောက်ျားမသိအောင်ပြည်ထောင်လေးတဲ့ထက်အပေါ်ကပစိုးလေးအင်ကြီးလေးဖုံးပြီးတော့အဖေအိမ်ရောက်အောင်ပို့သလားမပို့ဘူးလားပို့တယ်သမီးများတော်တယ်သားတွေကတော့ကြည်သူများထူလာတာနဲ့သမီးအတွက်ထောင်ကြတာနဲတယ်သမီးအတွက်ငွေကုန်တာနဲတယ်ကျန်းတယ်မအောင်မြင်တယ်သမီးကလင့်နောက်လိုက်ပြေးတာကလွယ်ဘာရှိဘူးအဲ့ဒီလင့်နောက်လိုက်ပြေးရလဲသူတဘောကြတာပြေးသားရင်ပြေးပါမလားဟိသားတွေကတော့သူများဓာတ်နဲ့ထိုးလာလို့ထောင်ဝင်သားတွေ့ရတာနဲ့အမှုဖြစ်လို့သူများသားသမီးဆွဲလာလို့ခိုးလာလို့တတ်လာလို့သားအတွက်တော်တော်ဒုက္ခလားဒုက္ခလားမိဘကြတော့ပြန်ဆောင်ခတ်ရလားဟိဤသာကြီးငယ်ဆိုင်ဆာရတာတောင်းနာကအဖေအမေငတ်နေတာမကြွေးဘူးသူမရနဲ့သူသားလေးကြွေးတယ်အဲ့ဒီလိုနေတဲ့အခါတနေ့တနေ့အဲ့ဒီအမောင်ယောက်ျားကတော်တယ်တွားတဲ့အခါကြီးငယ်ဆိုင်ဆာလက်ရင်းကမျက်စီလဲလမ်းမှပြီးတော့တော်တယ်မှ4-5ရက်အေး၍နေရလေတည်း4-5ရက်မျက်စီလဲပြန်လာတော့တနေ့တနေ့ကြတော့ရွာနာကရောက်လာတဲ့အလူငါ3-4ရက်ရှိပြီငါမရရင်သားတွေသမီးတွေဆန်းလဲမရှိဘူးအိမ်မှာဒုက္ခတို့ရဲ့မျက်စီလဲတာအမေလှမ်းပူသလားမရပူနေသလားအဲ့ဒါလူလားတိရစ္ဆာန်လားဟိလူပါဗျာတိရစ္ဆာန်ကြီးကဘု အတွက်ပူတယ်လဲအဲ့ဒီလိုနေတဲ့အခါကျတော့ပြန်မပဲဆိုသားတွေသမီးတွေကောင်းကောင်းလဲစားရမှာမဟုတ်ဘူးဟိုညောင်ချက်ပင်ကြီးနှစ်ကလေးများရှိမလားဘာကောင်းရှိမလားဝင်ကြည့်အောင်ပဲဆိုပြီးကြည့်လိုက်တဲ့အခါမြောက်နန္ဒီယနဲ့မဟာသုလနန္ဒီအလူကြီးလေးဟိုမနုဿာလူလားမုတ်ဆိုးလာပြီကွပြီးတော့မယ်ပြေးကြစို့ဆိုပြီးခေါင်းကိုင်းကိုတက်ပြေးတော့ညီနဲ့အကူကလွတ်တယ်မြောက်မကြီးကပြေးနိုင်ရဲ့လားပြေးပါဘူးဗျာမပြေးနိုင်တော့မနုဿာလူသားကဟင်းစားရကကြုံလို့မုတ်စိတ်ပြားဆွဲပြီ4-5ရက်မျက်စိလဲတာမရဟိုအိုမကြီးပြစ်ပြီးတော့အသားလေးတွေစီနဲ့ဆန်နဲ့လက်အယိုးစွပ်ပြုံငါသားတွေစားရအောင်ပြစ်မဲလို့လေးနဲ့ချိန်လိုက်တဲ့အခါမဟာနန္ဒီယာကြီးကစဉ်းစားတယ်ဟေးမဟာနန္ဒီယာမင်းစဉ်းစားစမ်းငါကလလရေကြီးတရေတီးတဲ့အချိန်တုန်းကငါစံငံပုခရတာ6ပါးရှောင်ပြီးတော့ဒုက္ခတွေရောက်မှအမျိုးမျိုးကဲတင်ခဲ့တဲ့အမေကြီးမနုဿာလူသားကမြားနဲ့ပြစ်တော့မယ်အမေကြီးတွေတွေးတဲ့တန်ယုံနဲ့တည်ရရင်ဒုက္ခငါအမေကြီးတိရစ္ဆာန်မကြီးတိရစ္ဆာန်ဆိုတာဖယားလည်းမသိတရားလည်းမသိတန်ခါလည်းမသိကုသိုလ်လေးဆိုတာကလည်းတကွက်မှမရှိတွေးတဲ့တန်ယုံကြီးနဲ့တည်ရရင်တော့အတေတွေမဖြောင်မဲနဲ့ငါအမေကြီးငရဲကြလိမ့်မယ်အိုးညီလေးငါအမေငါတို့ဒုက္ခရောက်တော့ငါဆောက်ရှောက်တယ်မအေးတွေးတဲ့တန်ယုံကြီးမြင်ရတာငါမကြည့်ရဘူးအမေအစားငါအသေးခံမယ်ငါမရှိရင်မင်းလို့တွေးလိုက်ဟင်စဉ်းစားတာတစ်ချက်စဉ်းစားတာမအေးတွေးတဲ့တန်ယုံကြီးတည်တာမကြည့်ရဘူးအစားတည်မတဲ့အဲ့ဒါလူလားတိရစ္ဆာန်လားဟိအတော်တော်အံ့ဩဖို့မကောင်းဘူးလားကောင်းလား
96ပါးယောဂနဲ့သိရင်တက်တာတွေတဲ့အယူဖြောင်းလိုက်မယ်မြားကြီးနဲ့အသက်နှလုံးမှန်ရင်အမေအခမ်းရာဆိုးပြီးတော့ဒေါသနဲ့သိတော့ငရဲကြလိမ့်မယ်လောဘနဲ့သိတော့ပြိတ္တာဖြစ်လိမ့်မယ်မောဟနဲ့သိတော့တိရစ္ဆာန်ဖြစ်လိမ့်မယ်တို့မြောက်မကြီးအကုသိုလ်တွေများတဲ့အတွက်ညီလေးမင်းဆောင်ရှောက်လိုက်အမေအတွက်အသေးခံမယ်96ပါးနဲ့သိပါစေကြည်သာလှုပ်ကြွေးတာတဲ့အသက်နဲ့လဲတဲ့မေဖေးတော်ကျေးဇူးကြီးသလားမကြည့်ဘူးလားကြည့်ပါဗျာဒီလေမှားပြီးတော့မြောက်ကြီးကအောက်ခုံချတော့မနုဿလူဟေးအတင်းကပါကျုပ်မဟာနန္ဒီယဗျခမည်းတတ်မလို့ချိန်နေတဲ့မြောက်မကြီးရဲ့သားအိုးအမောင်လူသားကျုပ်အမေမတတ်ပါနဲ့ကျုပ်ကဝပါတယ်ဟိုဟာကြီးကအပင်ကြီးပါအစီတရစ်အသားတရစ်ကြီးကျုပ်ကိုတတ်၍စားပါကျုပ်အမေကိုတော့တနေ့တရက်တမနဲ့ပဲနေရ96ပါးနဲ့တည်ရရင်တက်တာတဲ့တွေးတွေ့တန်ယူမလုပ်ပါနဲ့ကြုတ်ကိုပြစ်ပါကြည်သာမအေးအတွက်ရင်ကော့ပေးတဲ့သူတော်ကောင်းတို့ရဲ့ဒီနေရာလေးစဉ်းစားရမလားမစဉ်းစားဘူးလားတို့တွေတွေကဒလိုလူရှိရလားဟိဟာနာပေါ့ဒီအပိန်ကြီးမပြစ်ဘူးမင့်ပြင်းမယ်ဆိုပြစ်ချလိုက်တာသေတော့စဉ်းစားဒီကောင်ကြီးကသေတော့ဆံဖို့စီဖို့ဟိုမကြီးထားမခင်ငါပြုံးမဲ့ချိန်ပြန်တဲ့ဒီလူသားကမရအတွက်ကြည်သာရက်ဆက်တာချိန်လိုက်တော့အပေါ်ကစူလာနန္ဒီယာလေးကအလိုရက်ဆက်လှကြည်လားအကူနဲ့အမရလူအမေတော့ပြစ်တော့မယ်အမေအသေးခံလို့တော့မဖြစ်ဘူးအမေအစားငါလည်းသိမယ်ကြည်သာခုံချမြင့်ကပါလေကျုပ်ကစူလာနန္ဒီယာအမေရဲ့သားဟဲ့ဒီမြောက်ကြီးရဲ့ညီကျုပ်ကိုတတ်ပါအမနုဿလူသားရဲ့မေဖေးဆိုတာကျေးဇူးကြည်ပါတယ်ဗျတနေ့တရက်တမနဲ့ပဲကောင်းကောင်းလေးနေထားခဲ့ပါပစ္စာရှိပါကျုပ်အသေးခံပါမယ်ကျွတ်တို့ညီကိုနှစ်ယောက်ဝကလည်းဝပါတယ်စီဖို့ဆံဖို့လည်းမကပါဘူးအများကြီးရပါတယ်တတ်ပါတတ်လိုက်ပြီးပြစ်လိုက်ပြစ်တော့နှစ်ကောင်တည်တယ်ဟင်ဒါကြီးမထားခဲ့ဘူးဒီအကောင်တွေက3ရက်စာ4ရက်စာသားတွေသမီးတွေစွပြုတ်လို့တော့ဟာမကြီးပြစ်မယ်ဆိုပြစ်ချတဲ့ရက်ဆက်သလားမရက်ဆက်ဘူးလားအဲ့ဒီလိုပြစ်ချတော့မဟာပထဝီမြေကြီးဦးဒိန်ဇက်ကဲတို့လဲပြီးတော့ရှိသွားတယ်မရှိတော့ဘူးလားရှိပါပါဘုရားသားတွေထမ်းပြီးတော့အိမ်ကိုပြန်တဲ့အခါကျတော့ရွာနာလဲရောက်ရောသူမိမရဲ့အိမ်ကိုမိုးကြိုးပြစ်လိုက်တာလောင်ပြီးကြတယ်အိမ်ကလောင်ပြီးကြသားတွေသမီးတွေတေတော့သူကတော့မသိဘူးပေါ့သားသမီးသားမြောက်ကြီးတွေထမ်းပြန်တော့တခါနာကြဟေးအမောင်မင်းပါလေမင်းကူးမှပြန်လာအေးမင်းပြန်လာပြီမဲ့အလားကောင်းတဲ့အခါနှောင်းပြီးမင်းမယားနဲ့မင်းသားတွေမိုးကြိုးပြစ်လို့အိမ်ကိုမိလောင်လို့သေးကုန်ပြီဆိုတော့ကြည်စမ်းမြောက်တုံးကောင်ချ၍ပူ၍ပြေးရရှာတယ်မရအတွက်ပြည့်ဟေးမရတို့သားတို့ဆိုပြီးပူပင်းမင်းနဲ့တွားတဲ့အခါအနာနာကကြမ်းနေတဲ့ထုံနဲ့ရောက်ကခေါင်းကိုရိုက်ပြီးတော့အဲ့ဒီအမောင်လူသားလဲတော့မဟာပထဝီမြေကြီးရှိလာတယ်ဟင်ဘယ်အတွက်ငါလေးရလောကမှာ2,400,000အတုရှိတဲ့မဟာပထဝီမြေကြီးက30ပုံထမ်းရတာမလေးဒီငမိုက်တာထမ်းရတာလေးတဲ့ခေါ်မဲဆိုမဟာပထဝီမြေကြီးဟက်တာကွဲပြီးတော့အဲ့ဒီအကောင်ကြီးမြေမျိုးရ၏မြေမျိုးတဲ့အခါအယတ်သူအယတ်သားများကဝိုင်းလာတော့ဟေးအမောင်လူလားမင်းဘာကြောင့်မြေမျိုးရတယ်လေပြောတဲ့အခါကျမှအိုးကျုပ်ထံကိုလာကြတယ်မိတ်ဆွေအပေါင်းတို့အာယုံလေးတောင်းလိုက်တာပြောဘူးလေအကျွန်ုပ်ဒီလူဘဝမှာနေတော့အနန္တကိုင်းဝဲကျေးဇူးရှင်အဖေနဲ့အမေကြတော့မေ့နေတယ်မယားလေးမျက်နှာညှိုးရင်အဲ့လိုမပြောဘူးဗျကျုပ်ဒီအဖေဖျားတော့ငါထိုင်လို့ရ၏ကျုပ်အမေဖျားတော့အဲ့လိုမရကျုပ်အဖေနဲ့အမေဒီဆောင်းကလည်းမရှိအင်ကြီးကလည်းဗလာစားစရာဆူရာကလည်းမရှိမအေးအဖေအတွက်ကြတော့မပူဘူးဗျမယားအတွက်ကြတော့ပူတယ်တလို့တုန်းကအမေကဖျားအမေကဒီကနီးဖြစ်သားတွေသမီးတွေဖြားတဲ့အခါအဖေနာမအိတ်တဲ့ငမိုက်သားဟုတ်လေကတခါဝတွားကြည့်လိုက်ဆန်းပြမြောက်ကြီး3ကောင်ရှိတယ်သိဆန်းကြီး2ကောင်ကအမေအတွက်အသေးခံတယ်ဗျကျုပ်လူမိုက်ဗျအမေအဖေကြတော့ဂယုမဆိုင်မယားဂယုဆိုင်လို့ကျုပ်မြင်မြူရတယ်ကျုပ်ကျေသားဝက်သားရှိတယ်တော့သားကိုကျွေးသမီးကိုကျွေးအမေအဖေအိမ်ကြတော့အယိုးအရင်တော့မရောက်တဲ့ငမိုက်သားမတနာကြနဲ့မြောက်ကြီး2ကောင်ကအမေအတွက်အသေးခံတယ်ဟဲ့ဒီငမိုက်သားကမယားနဲ့သားကျွေးခြင်းလို့သူ့အမေကိုပြစ်ခဲ့လို့ကျုပ်မြင်မြူရပါတယ်။အိုးအမောင်လူသားတို့ကျုပ်လမ်းစဉ်ကိုမလိုက်ကြနဲ့ဗျငမိုက်သား
ကျေးဇူးတော်အနန္တကြီးမားလှတဲ့အမေနဲ့အဖေကြတော့ဂယုမဆိုင်မရမျက်နှာညှိုးရင်အဲ့လိုမရဘူးဗျဒါလေးမျက်နှာညှိုးလို့ရှိရင်ဖင်ချလို့မရတဲ့ငမိုက်သားသေရင်အဝီစီသွားရမှာဖြစ်လေသည်